ဒီနေ့မှာတော့ကျွန်တော်မီဒီယာများမေးမြန်းနေကြတဲ့73စီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောကြပါမယ်။မနေ့ကတော့ကျွန်တော်တို့အနေနဲ့73စီချိုးချံချွေတာရေးအတွက်ပြည်သူတို့အသိပေးပန်ကြားချက်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။ဒါကိုအဓိကထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့နံပါတ်1ကျွန်တော်တို့နိုင်ငံမှာအရန်73စီမရှိလို့မဟုတ်ပါဘူးထပ်ပြောရမယ်အရန်73စီမရှိလို့ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူးရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကိုတွက်ဆပြီးတော့ကျွန်တော်တို့ချိုးချံချွေတာရေးအတွက်သာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်စနစ်တကျအသုံးပြုပြီးတော့ကမ္ဘာမှာကြုံတွေ့နေရတဲ့လောင်စာဆီအခက်အခဲကိုမြန်မာနိုင်ငံအနေနဲ့စနစ်တကျဖြတ်သန်းနိုင်ဖို့ရည်ရွယ်ပြီးထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်မြန်မာနိုင်ငံရဲ့73စီတုံဆွဲမှုတရက်ကိုဓာတ်ဆီ1.5ဘန်းဂါလန်ရှိပါတယ်ဒီဇယ်ဆီ1.8သန်းဂါလန်ကရှိပါတယ်စုပေါင်းရင်တော့ကျွန်တော်တရက်ကိုစီဂါလန်3.2သန်းခန့်သုံးစွဲနေတာဖြစ်ပါတယ်ခုကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဓာတ်ဆီဂါလန်တန်း60ရှိပြီးစုပုံထားပြီးဖြစ်ပါတယ်ဒီဇယ်ဆီဂါလန်တန်း80နီးပါးစုပုံထားပြီးဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံအတွင်းမှာအရန်စီအနေနဲ့နောက်ထပ်ရက်40စာရှိတယ်လို့ခိုင်မာစွာပြောကြားလိုပါတယ်ဒါအပြင်စိတ်ကမ်းမှာယခုလက်ရှိစီမချရသေးပဲနဲ့ကတ်ထားတဲ့တမောနစီရောက်ရှိနေတာရှိပါတယ်ကျွန်တော်တို့ဝယ်ယူထားပြီးသားလမ်းမှာ73စီတမော14စင်းရှိပါတယ်ဒီ14စင်းကလည်းကျွန်တော်တို့စီကိုဒါရပ်ပိုင်းတွေအတွင်းမှာစိုက်ကလာနိုင်ပါပဲဘာအခက်အခဲမှမရှိဘူးဆိုတာပြောလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံထိုင်းနိုင်ငံအနေနဲ့ကသူတို့နိုင်ငံအနေနဲ့စီတင်ပို့တာပိတ်သိမ်းလိုက်ပြီဆိုတာကိုကြေညာတာနဲ့ပတ်သက်ပြီးတော့ဒါကောလာဟာလာသတင်းတွေထုတ်လွှင့်နေတာရှိပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်တို့ဒီစီတင်သွင်းတာဒီအရှေ့တောင်အာရှနိုင်ငံတွေကဆိုရင်စင်ကာပူနဲ့မလေးရှားကနေပြီးကျွန်တော်တင်သွင်းနေတာဖြစ်ပါတယ်စင်ကာပူတို့မလေးရှားတို့မှာလည်းဒီစီနဲ့ပတ်သက်လာပြီးရင်ဒီမှာကျွန်တော်တို့ရေနာချက်စက်ယုံတွေသူကရှိပြီးဖြစ်ပါတယ်သူတို့နိုင်ငံနေနဲ့လည်းသူတို့ရေနာချက်စက်ယုံတွေကိုရပ်ပြီးတော့နေမှာမဟုတ်ပါဘူးသူတို့အနေနဲ့အရှိလေပိုင်းကရေနာမရလဲရတဲ့နိုင်ငံကနေရေနာတွင်သိပြီးတော့လဲပတ်မှာဖြစ်ပါတယ်ဘာကြောင့်လို့တော့သူတို့အနေနဲ့ကဒီဟာဒီသူတို့ရဲ့လှုပ်ရှားမယ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်လဲပတ်မှုရပ်တန့်စရာမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဒီ73စီနဲ့ပတ်သက်ပြီးကျွန်တော်နိုင်ငံမှာပြတ်လတ်သွားစရာအကြောင်းမရှိပါဘူးသို့တော့ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေရကမ္ဘာဈေးနှုန်းနဲ့အညီတော့73စီများကတော့ကျွန်တော်တို့ဈေးနှုန်းများသည်ကမ္ဘာဈေးနှုန်းနဲ့အညီတော့ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးလဲဒီနေ့စွမ်းရည်ဝန်ကြီးဌာနအနေနဲ့ဒီ73စီအယောင်းဆိုင်တွေမှာလိုက်လံပြောပညာပေးတာတွေလိုက်လံပြောကျွန်တော်တို့အသိပေးတာတွေပြည်သူလူထုကိုလည်းမေတ္တာရက်ခံအသိပေးတာတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ပြီးရင်စွမ်းရည်ဝန်ကြီးဌာနအနေနဲ့လည်းမကြခင်မှာကျွန်တော်တို့အများပြည်သူကိုအသိပေးကြေညာချက်တစ်ခုကြေညာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့73စီနဲ့ပတ်သက်ပြီးရင်ပြည်သူလူထုကိုမစိုးရိမ်ဖို့အကြောင်းတွေပါမှာဖြစ်တယ်ဘလို့ထောက်ပံ့ရေးခွင့်ဆက်ကျွန်တော်တို့73စီမပြတ်တော့ဘူးဘလို့လုပ်မယ်ဆိုတာတွေလည်းပါမှာဖြစ်ပါတယ်ဒါအပြင်ပြည်သူများအနေနဲ့ယခုကျွန်တော်တို့သိရှိရပါတယ်73စီဆိုင်တွေမှာနော်လှုပ်ဆော်မှုတွေစိုးရိမ်မှုတွေကြောင့်တန်းစီဝယ်ယူနေရရှိပါတယ်စီပြတ်သွားစရာအကြောင်းမရှိပါဘူးဒါနဲ့ပတ်သက်ပြောစနစ်တကျနော်လူတဲ့သူကဝယ်မယ်စနစ်တကျ
လှုပ်ဆောင်သွားကြဖို့ပဲပြောလိုပါတယ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်73စီဆိုင်တွေကိုလည်းဖွင့်လှစ်ထားမှာဖြစ်ပါတယ်စီနဲ့ပတ်သက်ပြီးမယောင်းတဲ့73စီဆိုင်တွေရှိရင်လည်းဒါစွမ်းဝန်ကြီးဌာနအနေနဲ့ဖုန်းနံပါတ်တွေနဲ့ထုတ်ပြန်ပါမယ်ဒါတိုင်ကြားနိုင်ပါတယ်ဆောင်ရွက်တော်မှာဖြစ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရရင်မြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံတွင်းမှာရောက်ရှိနေတဲ့73စီပုံမှန်ပုံဆွဲရင်တောင်ပါပဲရက်40သာအရန်ရှိပါတယ်စိတ်ကမ်းမှာမချရသေးတဲ့သမော2စင်းရှိပါတယ်လမ်းမှာ73စီများဝယ်ယူပြီးတော့တင်ဆောင်ပြီးလာနေတဲ့သမော14စင်းရှိပါတယ်73စီပြတ်တောက်စရာအကြောင်းမရှိပါဘူးလို့ပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်